မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အဆက်မင်းတပ်မြို့နှင့်နတ်ဆန်မြို့တို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြည်သူများထိခိုက်ဒဏ်ရာရပြီးပျက်စီးဆုံးရှုံးမှုများရှိချင်းပြည်နယ်မင်းတပ်မြို့ပေါ်ရှိဟုံးဟိုတယ်ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းစစ်ဖမင်းတပ်ကသတင်းထုတ်ပြန်ထားသည်ယနေ့အောက်တိုဘာလ4ရက်နေ့နနက်အစောပိုင်းတနာရီ10မိနစ်ခန့်တွင်အကြမ်းဖက်စစ်တပ်၏တရားဥလေတပ်မှတက်လာသောဂျက်ဖိုက်တာနှစ်စီးသည်မင်းတပ်မြို့ပေါ်ရှိဟုံးဟိုတယ်ကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူ3ဦးထိခိုက်မှုရှိပြီးလေကြောင်းတိုက်ခိုက်မှုကြောင့်ဟိုတယ်အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်အလားတူမကွေးတိုင်းမြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အဆက်ကိုလည်းအကြမ်းဖက်စစ်တပ်ကစက်တက်လေထီးများဖြင့်နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့အောက်တိုဘာလ4ရက်နေ့နနက်9နာရီကျော်ခန့်မှစတင်ပြီးအကြမ်းဖက်စစ်တပ်၏ပခုတ်ကူလေးတပ်မှတက်လာသောစက်တက်လေထီးများဖြင့်စက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးပြည်သူများလည်းဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်ယမန်နေ့ကလည်းအကြမ်းဖက်စစ်တပ်ဂျက်ဖိုက်တာစက်တက်လေထီးအပါအဝင်ဂရခပ်တာများဖြင့်ပါပေါက်ထီးလင်းနှင့်မြိုင်မြို့နယ်ရှိကျေးရွာများကိုစက်တိုက်ဘုံကျဲတိုက်ခိုက်သွားကြောင်းသိရှိရသည်အကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်အဆက်ရှိကျေးရွာများမှပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်ပေါက်နှင့်မြိုင်မြို့နယ်အဆက်ကိုစစ်ခွေးတွေကနှစ်ရက်ဆက်ကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတာပါပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်အခုချိန်ထိကျဲနေတုန်းပဲပြည်သူတွေရွာလုံးကျွတ်ပြေးနေရတော့ထိခိုက်မှုအခြေအနေကိုအတည်မပြုနိုင်သေးဘူးဟုဒေသပြည်သူတအူးကပြောဆိုသည်အလားတူယနေ့မွန်းလွဲပိုင်း12နာရီ28မိနစ်အချိန်ရှမ်းပြည်နယ်မြောက်ပိုင်းနန်းဆန်မြို့ကိုစစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဘုံကျဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ဖြစ်စုအသေးစိတ်အချက်လက်များဆက်လက်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း TNAA ကသတင်းထုတ်ပြန်ထားသည်